lâu cho bây giờ này bọn nó cái gì đấy mà cũng là mà ba lô bia lấy cái gì đấy mà rồi cái gì đấy mà cho nó mà đi ăn này bài lô bia rồi mình mua lên mà mình mua lên e đồ ra này mình sa chắp bút rồi nó mình mua lên e đồ ngã này ngã quê núi cho này cho nó chơi chim nó cái cho nó miu gì vậy miu gì không biết miu cho cái cho nó xem này sang ngã mình làm đi mà phu ra rồi đi miu gì không à miu không ra một cái nuôi tệ nó mới đi nuôi tệ vì cho nó sang miu tệ cho nó cho sang miu tệ anh đã thôi sang miu mà để bao xì chỉ lâu bao giờ chơi từ lâu đã điều lẽ rồi vậy bao xì mà nhà cái nhà tôi chơi nấu chơi cho rồi của chú của nó không thể đâu trả tiền đâu không thể chứ không thể đâu của nó ai lưu hay lưu đâu của nó ai lưu nhiều sang miu nó bao giờ mà này mày bây giờ tôi chơi video gì tôi mà cho TV cho nó còn nó về đi về crew master này officer master cho khen bây giờ làm nhiều của nóแต่มาที่เราช่วยดีเทลแล้วรู้จักอะไรแบบนี้ตัวเลยอะไรสมัยไปก็เทวีละอะไรตัวอะไรไม่ใช่ก็ลูกวิจารณ์มาลูอะไรมีก่อนเนาะดีไปมันน่าสาวเขาไปดีไปเข้มไปมันน่าสาวพิโรชิจนว่านายว่าเราตันนะมาออฟฟิศไปซีจอบีนายว่าเราตันนะพิโรชิโอ้นายเราจะเปลี่ยนเส้นนี่แหละชัดลูชิยังต้องมาลูกก็ยังทำไม่หมดเดียยังเนาะทำไม่หมดเดียพิโรชิဘာလို့လဲဆိုတော့တမင်းတို့ပြီးသူဒီနေ့ဗာချက်มาလဲပေါ့နော်အချက်มาလဲပေါ့အဲ့ချက်မဲ့အောင်သူထုတ်တာသူထုတ်ခိုင်းသူထုတ်ခိုင်းတယ်တော့မှအောက်က vegetable roll နဲ့သူထုတ်ပြီးတော့သွားယူပြီးပြီးရင်မှာအတီးတွေကြော်မယ်ဆိုရင်ကျွန်တော်အတီးသွားယူခိုင်းတယ်တရုတ်လို့ပြောတယ်ကျွန်တော်ပြီးရင်တရုတ်လို့တည်ကျွန်တော်နည်းနည်းပထမတော့သိမသိဘူးဒါပေမဲ့နောက်ပိုင်းတက်လာတော့ကျတော့တရုတ်လို့ပြောကျွန်တော်သိပါတယ်ဘာပြောရင်ဘာရွက်ဆိုတော့ကျွန်တော်သိပါတယ်အဲ့ဒါမှပို့ချိုက်လို့ပိုက်ပါပါရှစ်ပို့ချိုက်လို့ရှစ်ပိုက်ချိုက်လို့အဲ့လိုမျိုးပါကော်ဖီထုတ်လို့ပါမုံညင်းလို့ပါသွားယူခိုင်းတယ်သွားယူလိုက်သွားယူပြီးတော့ကျွန်တော်ကအသားတွေဒီခုတ်ပြီးသွားချက်ကျွန်တော်ကဒီဘက်ရွက်ကြော်အဲ့ပေါက်ရွက်ကြော်ပြီးရွက်တွေစက်သွန်တွေပါပြီးပြီးပါညာအဲ့လိုမျိုးလောက်ရတာပေါ့နော်စက်သွန်ဒီကျွန်တော်ဒီရောက်လီရတယ်သူကအသားငါခုတ်တယ်အဲ့ပြီးချက်ပြီးချက်လို့ပြီး observer master နဲ့တော့ဒီဘက်ကန်ဒီဘက်ဒီဘက် crew တက်အဲ့လိုပြီး observer ဆောက်ရထဲပေးတန်းစီထဲပေးလေးယောက်ထဲပေးသူစားလို့ပြီးစေကြောပြီးတနိုင်ခွဲလောက်ပေါ့နော်အဲ့လောက်ပြီးဆိုရင်ကျွန်တော်3နိုင်ဒီနားပေါ့နော်3နိုင်ခဏအိမ်မိန်နားနားပြီးလို့ရှိရင်3နိုင်လောက်ပြန်ဆင်းညသာချက်ပြီးရင်နားရချင်းတော့အိမ်မိတ်လည်းလိုင်းရနေတော့လိုင်း3ပေါ့နော်အိမ်ရလို့စကားပြောပါညာပေါ့အဲ့လိုပေါ့ပြီးရင်ချင်းညသာချက်ကို3နိုင်ကိုဆင်းပြီးညသာချက်ပြီးပါလို့လဲထမင်းဟုတ်တယ်ညအတွက်ဘာရွက်ကြော်มาလဲအရွက်ကိုကျွန်တော်ထုတ်ပြီးတော့ကျွန်တော်တီးပြီးရင်ဟင်းညို့ဘာဟင်းညို့လုံးมาလဲဒါကျွန်တော်ဟင်းညို့တက်ပြင်ပေးဆင်းပေးတက်ပါအဲ့လိုမျိုးပေါ့နော်သူကကျုပ်ဟင်းချက်မယ်ဆိုကျွန်တော်ခင်းနေတစ်ခါလီးပြီးတာအဲ့လိုမျိုးပေါ့နော်သူရင်းဟင်းညို့လုံးမယ်ဆိုကျွန်တော်ကျုပ်တစ်ခါမှုပြီးတာအဲ့လိုမျိုးပေါ့နော်ဒါအတိုင်းဖောက်ညီအဲ့လိုလုပ်ပေးရပါသူဘာလုပ်လဲသူခိုင်းချင်းဘာလုပ်မယ်ဆိုတာသူကကွာတန်းသိမယ်အဲ့လိုမျိုးပေါ့နော်ကွာလိုက်လုပ်ပေးရညသာချက်ပြီးလို့ရှိရင်9နိုင်ဆို9နိုင်ချက်ပြီးရင်ကျွန်တော်အားလုံးခွဲပြီး observer ကိုပို့ဒီဘက်ကိုပြန်ပြီးတော့ observer ပြီးဒီဘက် crew ဘက်တော့ခင်းပြီး observer ထည့်ပြီးပြီးရင်အားလုံးစီကြောပြီးရင်ကျွန်တော် gallery လေးကိုတန်းရှင်းလုပ်ပြီးလို့ရှိရင် observer စားပြီးစီကြောတန်းရှင်းလုပ်ပြီးရင် background တွေတန်းရှင်းလုပ်ပြီးတော့ဒါပြီးရင်အမိုက်ပြည့်တနေ့တာဖူးတွေပြည့်ကမ်းမပြည့်လို့မရဘူးပေါ့နော်ကမ်းမပြည့်ဖမ်းခံရမယ်ကမ်းမပြည့်တော့ဖမ်းခံရမယ်ကမ်းပြည့်လို့မရဘူးကမ်းမဆိုရင်တော့အဲ့ဒါအားလုံးအမိုက်တွေတိန်းတာတယ်ဖူးဝေးကတိန်းတာတယ်ကမ်းမဆိုရင်ပြီးတော့မှစီးရဲမှာဒါမှမဟုတ်ကြောက်ကမှဆိုရင်တော့3မှန်ကွန်ပြည့်ဖူးရတယ်ပေါ့နော်โอเคပါအဲ့တော့ maximum gallery ထဲမှာလုပ်ပြရတာပါဒီပါ